view 900မပြောနဲ့200တော့နိုင်ဆိုတဲ့သူတွေဒီဗီဒီယိုကိုကြည့်သွားလို့ရပါတယ်အဲ့တော့ဒီဗီဒီယိုမှာ view များအောင်လုပ်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုတဲ့အချက်တွေကိုဖော်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပုတ်ထဲနေရတော့တေးကြတယ်အကုန်ဆိုပါမှာမဟုတ်ဘူးဒါကြောင့်မလို့ဒီနေရာမှာပထမဆုံးအရေးကြီးတဲ့အချက်ကိုဖော်ပြမယ်ပြီးရင်နောက်နေ့တွေမှာတစ်ခုချင်းစီဖော်ပြသွားမယ်ကျွန်တော် series လိုက်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့ဗီဒီယိုကိုတေးကြပါပေါက်ရှင်နေဆိုတဲ့သူတွေအနေနဲ့ဒီနေ့အစပြီးကျွန်တော်ရဲ့ဗီဒီယိုတွေကိုစေ့သွား favorite လုပ်သွားနေ့တိုင်းဝင်ကြည့်သွားဘာပြီးဘာလုပ်ရမယ်ဆိုတာတစ်ခုပြီးတစ်ခုဖော်ပြသွားမယ်သိသွားလိမ့်မယ်အဲ့တော့ဗီဒီယိုအဟောင်းတွေလည်းရှာကြည့်နိုင်ရင်ရှာကြည့်သွားရှာမကြည့်နိုင်ဘူးဆိုရင်ဒီနေ့အစပြီးတေးချပေါက်ကြည့်သွားပေါ့နော်အဲ့တော့ view များအောင်လုပ်ဖို့ဆိုရင်ပထမဆုံးသိရမယ့်အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့က content ဆိုတာဘာလဲဆိုတာသိရမယ်အဲ့တော့မြန်မာလိုပြောမယ်ဆိုရင်အကြောင်းအရာဆိုတာဘာလဲဆိုတာကျွန်တော်သိရမယ်အဲ့တော့လူတော်များကအကြောင်းအရာဆိုတာဘာမှမသိသေးတဲ့အတွက်ကြောင့်မလို့ဘာတင်လို့တရားမှမသိသေးတာအဲ့လိုမတင်တဲ့အကြောင်းမလို့ဘာတင်လို့တရားမှမသိသေးတဲ့အကြောင်းမလို့ကိုယ့်ဗီဒီယိုကမပေါက်သေးတာပေါ့ဒါကလည်းမထူးဆန်းဘူးလူတော်များကကျွန်တော်တို့ကကိုရှာမတွေ့တာသဘာဝပေါ့နော်အဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကအကြောင်းအရာဆိုတာဘာလဲဆိုတာကျွန်တော်အရင်ပြောပြပေးမယ်ဘာကြောင့်မလဲဆိုတော့ကျွန်တော်တို့ကအကြောင်းအရာကိုဖန်တီးရမှာဖြစ်တဲ့ကြောင့်မို့အကြောင်းအရာဆိုတာအရင်သိရမယ်အဲ့တော့အကြောင်းအရာဒီလွယ်လေးပဲကျွန်တော်လွယ်တဲ့နေရာနေကျွန်တော်စပြောပေးမယ်အဲ့တော့အကြောင်းအရာဆိုတာဘာလဲကဲလူတယောက်နေ့စဉ်လုပ်တယ်ကျွန်တော်အမျိုးသမီးတွေနဲ့ပဲအရင်တည့်ပြောလိုက်မယ်အဲ့တော့အမျိုးသမီးတွေဘာလုပ်လဲဟင်းချက်တာထမင်းချက်တယ်ဟင်းချက်တယ်အဲ့ဒီထမင်းချက်တာဟင်းချက်တာဒီအကြောင်းအရာပဲကလေးထိန်းတယ်ကလေးထိန်းတာဒီအကြောင်းအရာပဲအိမ်တန်ရှင်းလုပ်တယ်အိမ်တန်ရှင်းလုပ်တာဒီအကြောင်းအရာပဲကဲဝန်ထမ်းတွေအလုပ်သွားတယ်အလုပ်ပြန်လာတယ်အလုပ်သွားတာဒီအလုပ်ပြန်လာဒီအကြောင်းအရာပဲအလုပ်ထဲမှာအလုပ်လုပ်တာဒီအကြောင်းအရာပဲဒါဆိုရင်ကျွန်တော်အကြောင်းအရာကိုနားလည်သွားပြီနော်အဲ့တော့အကြောင်းအရာဆိုတာဘယ်တွေကဆွဲထုတ်ရမလဲဆိုတော့တယောက်နဲ့တယောက်ကမတူတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ lifestyle နဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝတွေကနေပြီးတော့ကျွန်တော်တို့ကဆွဲထုတ်ရမယ်အဲ့တော့ content တွေကို design မတ်တိစောက်နိုင်ဖို့အတွက်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာကိုဘာတွေလုပ်နေလဲအဲ့ဒီလုပ်နေတဲ့အရာကိုဖန်တီးတတ်တယ်ဆိုရင်ရပြီဖန်တီးတယ်ဆိုတာအဲ့ဒီထမင်းချက်ရင်ထမင်းချက်တာကိုလူစိတ်ဝင်စားအောင်ဖန်တီးတတ်ရင်တန်ရှင်းလုပ်ရင်တန်ရှင်းလုပ်တာကိုလူစိတ်ဝင်စားအောင်ဖန်တီးတတ်ရင်ကလေးထိန်ရင်ကလေးထိန်တာကိုလူစိတ်ဝင်စားအောင်ဖန်တီးတတ်ရင်ယုံသွားရင်ယုံသွားတဲ့အရာကိုလူစိတ်ဝင်စားအောင်ဖန်တီးတတ်ရင်ယုံပြန်ရင်ယုံပြန်တဲ့အရာကိုလူစိတ်ဝင်စားအောင်ဖန်တီးတတ်တယ်ဆိုရင်အဲ့ဒီဗီဒီယိုကပေါက်ပြီအဲ့တော့ဒီထက်ပိုတဲ့အရာလေးလည်းရှိသေးတယ်အခုကကျတော့ကျွန်တော်တို့ကအကြောင်းအရာနဲ့တည်ပြီးပြောတာအကြောင်းအရာဒီခက်ခဲမဟုတ်ဘူးအဲ့အကြောင်းအရာကိုကျွန်တော်တို့ကသိသွားတယ်ဆိုရင်ရပြီသိသွားမှာအဲ့အကြောင်းအရာကိုကိုကဖန်တီးလို့ရမှာနေ့စဉ်ဖန်တီးလို့ရမှာအဲ့တော့ဒီဟာကကျွန်တော်တို့ဗီဒီယိုပေါက်ဖို့အတွက်အရေးကြီးလိုအပ်တဲ့အချက်ဖြစ်ပါတယ်ကိုဗီဒီယိုတွေကိုပေါက်ချင်တယ်ဆိုရင် view တွေများချင်တယ်ဆိုရင်ကိုနေ့စဉ်လုံနိုင်တဲ့အကြောင်းအရာတစ်ခုကိုအရင်ဆုံးရှာလိုက်ပါခက်ခဲမစင်စားပါနဲ့သူများတွေကလို့ like ကရမယ်မလုပ်ပါနဲ့သူများတွေတရုပ်ဆောင်လို့တရုပ်ဆောင်မယ် like မလုပ်ပါနဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာကိုနေ့တိုင်းဘာလုပ်နေလဲအရာတစ်ခုကိုရှာလိုက်အဲ့ဒါအလွယ်ကူဆုံးပဲအဲ့ဒီအရာကိုလူစိတ်ဝင်စားအောင်ဖန်တီးတတ်တယ်ဆိုရင်ကျွန်တော်တို့ဗီဒီယိုတွေကလူအများလက်ခံနိုင်မဲ့ဗီဒီယိုတွေဖြစ်လာနိုင်မယ်အဲ့တော့ဒီနေ့အတွက်ဒီချက်လေးကိုကျွန်တော်အရင်ဆုံးမျှဝေပါတယ်နောက်နေ့မှာဗီဒီယိုတွေပေါက်ဖို့အတွက်လိုအပ်မဲ့အချက်တစ်ချက်ချင်းစီကိုစက်တိုက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့စိတ်ဝင်စားရဆိုရင်ကျွန်တော်အကောင့်လေးကို follow လုပ်ခဲ့ပါဗီဒီယိုတွေကိုနေ့စဉ်ရက်ဆက်စေ့သွားပါကြည့်သွားပါနားလည်တာတွေကိုမှန်ထဲမှာမှန်သွားလို့ရပါတယ်နေ့စဉ်ကြည့်သွားမယ်ဆိုရင်ရလန်တစ်ခုထွက်လာမယ်လို့အာမခံပါတယ်အဲ့တော့အဆင်ပြေပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါအောင်မယ်ကျေးဇူးပါ